နာကျင်မှုဝေဒနာခံစားနေရသူတွေကိုယ်အင်္ဂါမတန်မစွမ်းဖြစ်သွားသူတွေအနေနဲ့အနုပညာဖန်တီးခွင့်တွေရှိနေသေးတဲ့အကြောင်းသက်သေပြတဲ့ပကြီးပြပွဲတစ်ခုမကြာသေးခင်ကပဲဝါရှင်တန်မြို့တော်မှာကျင်းပခဲ့ပါတယ်။ကွန်ပျူတာကတဆင့် digital နည်းနဲ့ရေးဆွဲတဲ့ပကြီးကားတွေဖန်တီးနိုင်အောင်တီထွင်ထားတာပါ။ VOA ပါရှန်သတင်းဌာနက Anna Watt ရဲ့သတင်းပေးပို့ချက်ကိုကိုအောင်လင်းဦးကဆက်ပြီးတင်ပြပါလိမ့်မယ်။ပကြီးပြပွဲကိုလက်လန်းမမီနိုင်တဲ့အိမ်မက်ရဲလို့မရှိဆိုပြီးနာမည်ကိုပေးထားပါတယ်။တကယ်တော့ဒီပြပွဲဟာအနုပညာပြပွဲတစ်ခုတည်းပိုပြီးအဓိပ္ပာယ်ရှိပါတယ်။ဘယ်သူမှဆိုခက်ခဲအခြေအနေမျိုးတွေကိုကြော်လွှားပြီးဖန်တီးနိုင်တဲ့အရေးသွေးတွေရှိတယ်ဆိုတာကိုပြသလိုက်တာပါ။မတန်မစွမ်းဖြစ်နေတဲ့သူတစ်ယောက်ဘိန်းတက်ကလက်ထိုင်ပေါ်မှာထိုင်ရင်း digital အနုပညာတွေကိုဖန်တီးနိုင်တယ်ဆိုတာကိုဒီပြပွဲကလက်တွေ့ပြလိုက်တာလည်းဖြစ်ပါတယ်။ Shanti Norris ဟာဝါရှင်တန်မြို့တော်မှာဒီပြပွဲကိုကျင်းပတဲ့ Smith Farm ကုသရေးနဲ့အနုပညာဌာနကိုပူးတွဲတည်ထောင်သူပါ။ Just because we have limitations doesn't mean that we can't express. လုံနိုင်တဲ့အတိုင်းအတာကန့်သတ်တွေရှိတယ်ဆိုတာမှန်ပါတယ်။ဒီကန့်သတ်တွေကြောင့်လှပတဲ့အနုပညာတွေဖန်တီးတဲ့အခါမှာလေအကန့်အသတ်ရှိတယ်ဆိုတာမျိုးတော့မဖြစ်စေရပါဘူးရှင်။အနုပညာပြပွဲကပကြီးကားတွေကိုအရင်ကပိသုကာပညာရှင်တယောက်ဖြစ်တဲ့ Andrew Rich ကဖန်တီးလိုက်တာပါ။ကြောရိုးရောဂါခံစားရပြီးဘီတက်လက်ထိုင်ပေါ်မှာနေရပေမဲ့သူ့ရဲ့အနုပညာဖန်တီးခြင်းစိတ်ကတော့ဒီယောဂါကြောင့်ရပ်မသွားခဲ့ပါဘူး။ There are so many people that have so many challenges. I'm just one of the millions. စိန်ခေါ်အကဲစမ်းမှုတွေအများကြီးကိုရင်ဆိုင်နေရတဲ့လူတွေအများကြီးရှိပါတယ်။ကျွန်တော်ဟာတန်းနဲ့ချီတဲ့သူတွေရင်ဆိုင်ရတဲ့နေ့တည်းတူကအခက်အခဲမျိုးကိုအများနည်းတူတွေ့ကြုံရသူတယောက်ပါ။ကျွန်တော်မျှော်လင့်ချက်ကကျွန်တော်အနုပညာတွေကိုမျှဝေပြီးအနုပညာဟာကိုယ်စိတ်ဝိညာဉ်ကျန်းမာအောင်ပြုစုပြောင်းထောင်နိုင်တယ်ဆိုတာကိုပညာပေးဖို့ပါ။ Rich အတွက်အဲ့ရထဲမှာလှည့်နေတာကနာကျင်မှုအနည်းဆုံးမို့သူကွန်ပျူတာနဲ့ဖန်တီးထားတဲ့အနုပညာပုံတွေဟာလှည့်နေရင်လည်းရေးဆွဲထားတဲ့ပုံတွေပါI think for someone to take what could be ကိုခန္ဓာချိနဲ့ပြီးတော့ပြေးရတော့မလို့ဖြစ်သွားတဲ့လူတစ်ယောက်ကတခုခုဖန်တီးနိုင်တဲ့အခြေအနေကိုပြန်ရောက်လာတာတိတ်ကိုအံ့ဩဖို့ကောင်းပါတယ်ကျမကတော့သူ့ကိုမချီးကျူးပဲနဲ့မနေနိုင်ပါဘူးရှင်ဘိန်းတက်လက်ထိုင်ကိုကွန်ပျူတာကနေပကြီးကားတွေရေးဆွဲနိုင်တဲ့စက်တစ်ခုဖြစ်နေပြောင်းလဲပြီးသုံးနိုင်မှုတီထွင်ထားတာပါဒီနည်းပညာကိုမတန်မစွမ်းဖြစ်တဲ့ဆယ်ကျော်သက်ကလေးငယ်တစ်ယောက်အတွက်ကိုရီးယားအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ယောင်ချွန်းကတီထွင်ခဲ့တာပါပြပွဲဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Brooke Siderman ကတော့ဒီနည်းပညာဟာမတန်မစွမ်းဖြစ်နေသူတွေရဲ့နာကျင်မှုကိုသက်သာစေလိမ့်မယ်လို့ပြောပါတယ် Pain or suffering or disability of any sort is very isolating. မတန်မစွမ်းဖြစ်တဲ့နာကျင်ခံခက်တဲ့အနေအထားကိုရောက်ရင်လူတွေကဘယ်သူနဲ့မှမတွေ့ချင်ပဲကိုယ့်ဘာသာကိုတည်တံ့တယောက်တည်းနေလိုက်တာမျိုးတွေရှိပါတယ်နာကျင်တာကိုမေ့လိုက်ပြီးတော့ရှေ့ကိုတိုးတက်အောင်ဆက်လုပ်တာကကုသမှုပါလက်လန်းမမီနိုင်တဲ့အိမ်မက်ရလို့မရှိပါဘူးဆိုပြီးနာမည်ပေးထားတဲ့ဒီပကြီးပြပွဲကအနုပညာရဲ့စွမ်းရည်ဖန်တီးခြင်းတဲ့သူတွေနဲ့အနုပညာကိုပျော်မွေ့သူတွေအားလုံးအတွက်မှတ်တိုင်တိုင်းလို့ပြပွဲကိုရောက်လာသူတွေကပြောဆိုကြပါတယ်ဒီတစ်ပတ်အတွက် VOA TV Magazine စီစဉ်ကတော့ဒီလောက်ပါပဲခင်ဗျာ VOA TV Magazine စီစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00 နာရီကနေ9:00 နာရီခွဲအထိတစ်ချိန်ညနေ9:00 နာရီကနေ9:00 နာရီခွဲအထိတစ်ချိန်တနေ့ကို2ချိန်ထုတ်လွှင့်ပေးနေပါတယ်လာမယ့်တနင်္ဂနွေနေ့မနက်မှာအစီအစဉ်အသစ်တွေကိုတင်ဆက်ဖို့ရှိပါတယ်ရှင်ရှုလန်းချမိကြပါစေခင်ဗျာ